မင်္ဂလာပါဒီချိန်မှာပါရှင်ဒီနေ့ဒီချိန်မှာမျှဝေမှာကတော့ phonics ကိုသိနေတဲ့ဆက်ဆံမတိုင်းအတွက် phonics ဆိုတာဘာလဲအဲ့တော့ phonics မှာသုံးရမယ်သူ့ရဲ့နော် term လေးတွေ language term လေးတွေဒီစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကဘာလဲဆိုတာကိုမျှဝေပေးပါဖြစ်ပါတယ်ရှင်အဲဆိုပထမဆုံး what is phonics phonics ဆိုတာဘာလဲအဲ့တော့ phonics is a method of teaching people how to read and write အဲ့တော့လူတွေစာဘယ်လိုရေးရမလဲစာဘယ်လိုဖတ်ရမလဲဆိုတဲ့သင်ကြားတဲ့နည်းလမ်း method ကိုကျမတို့က phonic လို့ခေါ်ပါတယ်နောက်တစ်ခုကကြရင် phonic မှာပါတဲ့เนาะ term လေးတွေပေါ့เนาะ what is grapheme grapheme ဆိုတာဘာလဲအဲ့တော့ grapheme is a letter or a group of letters that represents a single sound in a word အဲ့တော့စကားလုံးတစ်လုံးရဲ့အတန်တစ်တန်ထဲမှာကိုစားပြုထားတဲ့စကားစုလက်တာတစ်ခုကိုဘာလဲဆိုရင်နော် grapheme လို့ခေါ်ပါတယ်ဥပမာကျမကတော့ grapheme ဆိုတာဒီနော်ကျမတို့ grammar term အရာ basic grammar term အရာဆိုရင် what နော်စကားလုံးရဲ့ထွက်လာတဲ့အတန်ကိုဘာလဲဆိုတော့ grapheme လို့ပြောပါပဲဥပမာ dog ဆိုတဲ့အတန်လေးမှာ dog နော် dog ဆိုတာလေးဒီဘာလဲဆို grapheme ဖြစ်ပါတယ်နော်စကားလုံးလေးသုံးလုံးပေါင်းထားတာဖြစ်ပါတယ်အဲ့တော့ dog ဆိုရင်ဒါဒီ grapheme ဖြစ်ပါတယ်အဲဆိုရင် what is phoneme what's phoneme phoneme ကဘာလဲphoneme ဆိုတာကတော့တဲ့အပေါ်မှာရှိတဲ့ dog ဆိုတဲ့စကားလုံးလေးကိုနော်အသေးငယ်ဆုံးထိထပ်ပြီးစိတ်ပိုင်းလိုက်တဲ့ရလာတဲ့အတန်လေးတွေကို phoneme လို့ခေါ်ပါတယ်အဲ့တော့ phoneme ကိုတော့အလွယ်တကူမှတ်မယ်ဆိုရင်ကျမတို့ကတော့နော် sound လို့ပဲပြောပါမယ် letter sound လေးတွေပေါ့ letter တစ်လုံးချင်းစီရဲ့အတန်လေးတွေကျမတို့မှာနော်Jolly မှာဆိုရင်42 letter sound ကိုချိန်ခံပြီးတော့ Oxford မှာဆိုရင်44 letter sound ကိုချိန်ခံထားတယ်အဲ့တော့အဲ့စကားလုံးရဲ့အတန်လေးတွေပေါ့နော်အဲ့တော့ဒါလေးတွေကိုဘာလဲဆိုရင် phoneme လို့ခေါ်ပါတယ်အဲ့တော့ phonics is the smallest part of letter sound ရဲ့အသေးငယ်ဆုံးအစိတ်ပိုင်းလေးကို phoneme လို့ခေါ်ပါတယ်ဥပမာဒါဆိုရင်အပေါ်မှာရှိတဲ့ dog လေးပေါ့နော် dog လေးက dog လို့ထွက်လိုက်ရင် grapheme ဖြစ်ပြီးတော့သူ့ကိုထပ်ပြီး split လုပ်တာမယ် d လေးရဲ့အတန်က d o လေးရဲ့အတန်က G လေးရဲ့အတန်က g ဒါဆိုရင် d o g ဒီသုံးခုတည်နော် dog ဆိုတဲ့စကားလုံးလေးမှာ phoneme သုံးခုထည့်ရပါတယ်အဲ့တော့ grapheme dog ဆိုတဲ့စကားလုံးလေးမှာ phoneme သုံးခုရတာက d o g ဆိုတာဒီ phoneme ဖြစ်ပါတယ်ရှင်ဟုတ်ပါပြီအဲ့တော့ what is phoneme what is grapheme what is phonics ဆိုတဲ့နော်ကျမတို့ phonics ရဲ့ term လေးတွေကိုနော်နားလည်သွားပြီလို့ညွှန်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်